လေလံပွဲတင်ထားတဲ့ရုပ်ထုဟာတကယ်တော့ချိန်စာတင်နေတဲ့အရာမှန်ကျွန်မသိလိုက်ရတဲ့အချိန်မှာအရာအလုံးကနောက်ကျလူကြီးပါဖြစ်နေခဲ့ပါပြီဒီရုပ်ထုကိုပိုင်ဆိုင်တဲ့သူဟာပျက်စီးခြင်းနဲ့တန်ဆိုးမှုတွေပဲကြုံရလိမ့်မယ်လို့အဖေကိုချက်ချင်းသတိပေးခဲ့ပေမဲ့အဖေကစပုံဝေပေးချေပြီးသားဖြစ်လို့နောက်ဆုံးလို့မရတော့ပါဘူးဒါနဲ့ကျွန်မလည်းစိတ်ကူးတစ်ခုရပြီးအဖေကိုအမြဲတမ်းနှိမ့်ဆက်လေးရှိတဲ့အဖေရဲ့ဟအေတူမအေပွဲညီကိုတော်ဆက်သူဦးလေးစီအကွက်ဆင်ပြီးပြန်ရောက်မှုဆုံးဖြတ်လိုက်ပါတယ်ဦးလေးကိုရွေချက်ရှိရှိရန်စတဲ့အနေနဲ့လေလံဈေးကိုနည်းနည်းချင်းစီပဲတိုးမြင့်ပြီးကစားခဲ့တယ်ပြီးတော့မှသူ့မှာတတိမရှိဘူးလို့လူကြားတဲ့တောင်ပြောင်ပြီးဒေါ်လာ9သိန်းထိဈေးနှုန်းကိုတိုက်ရိုက်မြင့်တင်လိုက်ပါတယ်ကျမရဲ့စကားတွေကြောင့်မာနာကြီးတဲ့ဦးလေးဟာဒေါသအကြီးကျယ်ထွက်သွားပြီးဒေါ်လာတစ်တန်းဆိုတဲ့မြင်မာတဲ့ဈေးနှုန်းကိုအော်ဟစ်အဆိုပြုပါတော့တယ်နောက်ဆုံးမှာတော့အဲ့ဒီချိန်စာတင်ရုပ်ထုကိုဦးလေးစီအောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့တာပေါ့ကျမရဲ့အောင်နိုင်သူအကျုံးကိုမြင်တော့မှသူ့အလှည့်စားခံလိုက်ရမှန်းသိသွားပြီမဲ့နောက်ကျသွားပါပြီအရန်ကိုတုံးတာပဲတို့ကျမသူ့ကိုထပ်ပြီးလှောင်ပြောင်လိုက်တော့သူကန်ဆိုးမှုကိုလက်ခံရုံမှတပါအခြားမရှိတော့ဘူးလေသူငွေချေဖို့စင်ပေါ်တက်သွားတဲ့အချိန်မှာလည်းကျမရဲ့ပြုတ်ဝက်စွမ်းအားကိုသုံးပြီးသူ့ကိုကောင်းကောင်းကြီးပညာပေးလိုက်ပါသေးတယ်ဒါဟာအဖေအတွက်ထိရောက်တဲ့လက်စားချေမှုတစ်ခုပါပဲမကြခင်မှာပဲလေလံပွဲရဲ့ဒုတိယချီစတင်ခဲ့ပါတယ်မထင်မှတ်ပဲစင်ပေါ်ကိုတစ်တာကြီးကြီးနှလုံးထွက်လာပြီးမျက်မြင်မရလေလံစနစ်ဝင်လာခြင်းဖြစ်တယ်လို့ကြေညာခဲ့တဲ့လူများကဒါဟာအရန်ဆွလာရပြီးအရှုံးပေါ်နိုင်တယ်လို့တွေးနေကြပေမဲ့ကျမဦးလေးကတော့ဖေးထက်တာခြင်းစုံနဲ့ရွှေရောင်တစ်တာထဲမှာအဖို့တန်ရတနာတွေရှိရမယ်တစ်တာထဲမှာတော့အမိုက်တွေပဲရှိမှာလို့လူကြားတဲ့ကြွားပါတော့တဲ့လေလံတက်လာသူတွေအားလုံးကလည်းသူ့အမြင်ကိုပဲထောက်ခံခဲ့ကြပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲတစ်တာစီကနေထူးခြားဆန်းကျယ်တဲ့ရတနာတွေရဲ့အယောင်ဝါတွေထွက်ပေါ်လာတာကိုကျမရဲ့မျက်လုံးနဲ့မြင်လိုက်ရတယ်ဒါကြောင့်အထဲမှာအဖို့တန်ရတနာတွေရှိကြောင်းအာမခံပြီးတစ်တာကိုလေလံဆွဲဖို့အဖေကိုချက်ချင်းပြောခဲ့ပါတယ်အဖေကကျမကိုအပြည့်အဝယုံကြည်ခဲ့ပေမဲ့ဦးလေးကတော့ဘေးကနေလှောင်ပြုံးနေခဲ့တာပေါ့အဲ့ဒီနောက်အဖေကတစ်တာအတွက်ဒေါ်လာ1တန်းတိုက်ရိုက်အဆိုပြုလိုက်တဲ့အခါလူများကအဖေကိုအယူလို့ထင်ပြီးအံ့အားသင့်ကုန်ကြတယ်ဒါပေမဲ့အဖေကတော့ငါသမီးသာပြောမယ်ဆိုရင်ဒေါ်လာ10တန်းကုန်ပါစေဘီယူမဆိုင်ဘူးလို့ပြက်တပြောခဲ့ပါတယ်တခြားသူတွေကတော့ရွှေရောင်တစ်တာကိုရဖို့လူပြီးလေလံဆွဲကြတာပေါ့ကျမကတော့အဖေကိုရွှေရောင်တစ်တာအတွက်မပြိုင်ဖို့တားခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒီထဲမှာအမိုက်တွေပဲရှိလို့ပါနောက်ဆုံးမှာဦးလေးကရွှေရောင်တစ်တာကိုဒေါ်လာ9တန်းနဲ့အနိုင်ရသွားပြီးအဆက်ပြေဖို့အတွက်တစ်တာနှလုံးလုံးကိုဒီနေရာမှာပဲချက်ချင်းဖွင့်ပြဖို့တောင်းဆိုခဲ့ပါတယ်